online ပေါ်ရုပ်သံတွေတင်ရတာဝါသနာပါတဲ့မွေးနီတယောက်ဒီလိုအဆုံးစီရင်တဲ့ဇက်ကွက်ကိုရိုက်ကူးဖို့ဘယ်လိုစိတ်ကူးစားရခဲ့တယ်လဲတော့မသိဘူးသူ့ရဲ့စိတ်ကူးရင်ဇက်ကွက်ကတော့တကယ်ဖြစ်လာပြီးသူကိုယ်တိုင်လည်းတကယ်ဆက်ဆောင်အဖြစ်နဲ့သိဆုံးခဲ့ရပါတယ်လေဘင်းကိုကျိုးခွင်းဆွတ်တာမျိုးမလုပ်ကောင်းဘူးအထုံပိုင်တည်တတ်တယ်ဆိုပြီးမြန်မာပြည်ကလူကြီးတွေပြောတတ်ကြပါတယ်အိန္ဒိယနိုင်ငံကအမျိုးသမီးတူရဲ့အဖြစ်ကတော့အဲ့ဒီစကားကိုထောက်ခံနေတယ်လို့ရှိတယ်ဒီမျိုးသမီးရဲ့နာမည်ကမိုဟီနီလို့ခေါ်တယ်အသက်က28နှစ်အော်တာပရာဒစ်ပြည်နယ်ဘာဘီရူးမြို့မှာမိသားစုနဲ့အတူနေထိုင်သူပါသမီးလေးတစ်ယောက်ရဲ့ခင်မွန်းရဲ့နဲ့တာယာတဲ့အိမ်အောင်တစ်ခုပိုင်ဆိုင်ထားသူလည်းဖြစ်တယ်သူက online platform တွေမှာရုပ်သံအတူလေးတွေတင်ရတာဝါသနာပါတယ်သူဝါသနာပါတာကိုလို့ရင်တည်ဆုံးခဲ့ရတယ်လို့လည်းပြောနိုင်ပါတယ်ဖေဖော်ဝါရီလ6ရက်ညနေမှာမိုဟီနီက online တင်ဖို့ရုပ်သံအတူတစ်ခုဇလန်းဆင်ပြီးစူးစမ်းပန်းစားရိုက်ကူးနေပါတယ်စက်တင်တွေဆင်လိုက်ကင်မရာချိန်လိုက်နဲ့ဒါရိုက်တာလည်းသူကင်မရာမန်လည်းသူတရုတ်ဆောင်ကလည်းသူပဲအိတ်ခမ်းထဲမှာတယောက်တည်းအလုပ်တွေရှုပ်နေကြတာပေါ့မိုဟီနီတယောက်ဒီလိုအလုပ်များနေတာကိုမိသားစုဝင်တွေကလည်းသိကြပါတယ်ဒီလိုနဲ့အပြင်မှာစော့နေတဲ့မိုဟီနီရဲ့၄နှစ်အရွယ်သမီးလေးကရုပ်တံရိုက်နေတဲ့အမေကိုကြည့်ဖို့အိတ်ခမ်းထဲရုတ်တရက်ပြေးဝင်လာခဲ့ပါတယ်ချက်ချင်းပဲကလေးစီကအလန်တကြားအော်ဟစ်ငိုကြွေးလိုက်တဲ့ကိုကြားကြရတော့တာပဲအိမ်ကလူတွေရောအိမ်ကြီးချင်းတွေရောပြေးကြည့်ကြတော့မိုဟီနီကအခန်းထဲကထုတ်တန်းပုံမှာတွဲလောင်းဖြစ်နေပါပြီ။လဲဘင်းမှာကျိုးခွင်းကဆွတ်ရက်သားခုနတုန်းကပဲသူကိုယ်တိုင်ချိန်သားကိုက်နေရာချထားခဲ့တဲ့ဖုန်းကင်မရာကလည်းပွင့်ရက်သားပေါ့ရဲတွေချက်ချင်းပဲရောက်လာပြီးစစ်ဆေးကြပါတယ်။ထုတ်တန်းပေါ်ကနေတွဲလောင်းချချီနှောင်ထားတဲ့ကျိုးခွင်းထဲမှာမိုဟီနီရဲ့ခေါင်းကရှိနေတာခန္ဓာကိုယ်ကတော့တွဲလောင်းကြပြီးအသက်မဲ့နေတာပေါ့ပြီးတော့သူ့ခန္ဓာကိုယ်ရဲ့အောက်ဘက်ကျမ်းပြင်ပေါ်မှာလဲကျနေတဲ့ထိုင်ကုန်တစ်လုံးကိုလည်းတွေ့ကြတယ်။အဲ့ဒီခြေရလက်ရာတွေရဲ့မိသားစုဝင်တွေရဲ့ထွက်ချက်တွေပေါင်းပြီးမတော်တဆတိဆုံးမှုလို့ရဲတွေကကောက်ချက်ချကြပါတယ်။ online တင်မှုအတွက်အဆုံးစီရင်တဲ့ဇက်ကွက်ကိုတယောက်တည်းစီစဉ်ရိုက်ကူးရင်းမိုဟီနီဟာခြေထောက်ထောက်ထားတဲ့ခုံပေါ်ကနေချော်ကြတာဒါမှမဟုတ်ဟန်ချက်ပြတ်သွားတာမျိုးကြောင့်မတော်တဆတိဆုံးခဲ့ရတယ်လို့ရဲတွေကပြောတယ်။တကယ်တမ်းဘယ်လိုဖြစ်ခဲ့တာလဲဆိုတာကိုတော့မိုဟီနီကိုယ်တိုင်ပဲသိပါလိမ့်မယ်။ online ပေါ်ရုပ်သံတွေတင်ရတာဝါသနာပါတဲ့မိုဟီနီတယောက်ဒီလိုအဆုံးစီရင်တဲ့ဇက်ကွက်ကိုရိုက်ကူးဖို့ဘယ်လိုစိတ်ကူးစားရခဲ့တယ်လဲတော့မသိဘူးသူ့ရဲ့စိတ်ကူးရင်ဇက်ကွက်ကတော့တကယ်ဖြစ်လာပြီးသူကိုယ်တိုင်လည်းတကယ်ဆက်ဆောင်အဖြစ်နဲ့သိဆုံးခဲ့ရပါတယ်